တက်စီသမားအဖေဖြစ်သူဟာတနေ့နေ့မှာထိတ်တန်းရာရှိတူနဲ့ဆွေမျိုးတော်ဆက်ရလိမ့်မယ်လို့ဘယ်တော့မှစိတ်ကူးမြင်ခဲ့ဘူးပါဘူးချက်ချင်းဆိုသလိုသူ့ခြေထောက်တွေဟာကြောက်ရွံ့မှုကြောင့်တုန်ရင်သွားခဲ့ရတယ်ဒီအကြောင်းအရာတွေအားလုံးဟာလွန်ခဲ့တဲ့3ရက်ခန့်ကသူညစ်နက်ပိုင်းမှာတက်စီမောင်းနေရင်သူ့သမီးကိုသူကိုယ်တိုင်ကောက်တင်မိရာကစတင်ခဲ့တာပါသူ့သမီးဟယ်လန်ဟာအဲ့ဒီညကသူ့ချစ်သူကေဗင်နဲ့အတူဟိုတယ်ကိုတွားနေခဲ့တာပေါ့အဲ့ဒီအချိန်မှာချစ်သူကေဗင်ကဟယ်လန်ဘာကြောင့်ရုတ်တရက်အရင်လိုမချစ်မခင်ဖြစ်သွားလဲဆိုတာနားမလည်သေးပါဘူးသူမကသူ့ရဲ့ရေးစားဟောင်းယိုဘင်ကိုမမေ့နိုင်သေးဘူးလို့ထင်ပြီးအတင်းကျပ်နမ်းလိုက်တဲ့အခါဟယ်လန်ကကားမောင်းတဲ့သူကကျမဖေပါလို့လင်းမြန်စွာဝန်ခံလိုက်ရပါတယ်ဒီတော့မှကေဗင်လည်းသူဘလောက်အမားကြီးလုံးမိပြီလဲဆိုတာချက်ချင်းသဘောပေါက်သွားပြီးဖြောင်းဖြောင်းမတ်မတ်ပြန်ထိုင်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟယ်လန်ဖုန်းဝင်လာတာမို့သူမခင်ကိုဟိုတယ်ကိုလိုက်ပို့ပေးဖို့ပြောလိုက်ပါတယ်ဖခင်ဖြစ်သူကအခြေအနေကိုနားလည်မှုလွယ်ပြီးယဉ်ကျေးစွာညှင်းဆန်ခဲ့တာပေါ့ဟယ်လန်လည်းအလုပ်ကိစ္စအတွက်အစည်းအဝေးသွားတာဖြစ်ကြောင်းအမျက်ရှင်းပြခဲ့ပြီးနောက်ဖခင်ကလည်းသူတို့ကိုဟိုတယ်မှာနောက်ဆုံးတော့ချပေးလိုက်ရပါတယ်ဟိုတယ်ရောက်တော့သူတို့နှစ်ဦးဟာယိုဘင်နဲ့မမျှော်လင့်ပဲဆုံမိကြပြန်ပါတယ်ဟယ်လန်နဲ့ယိုဘင်တို့ဟာငယ်စဉ်ကတည်းကအတူကြီးပြင်းခဲ့ကြပြီးယိုဘင်ကလည်းဟယ်လန်ကိုအမြဲတမ်းသဘောကျခဲ့တာကြောင့်နောက်ဆုံးမှာချစ်သူတွေဖြစ်ခဲ့ကြတာပါဒါပေမဲ့ယိုဘင်ရဲ့မိခင်ကဟယ်လန်ကိုဘယ်တော့မှမကြိုက်ခဲ့ပါဘူးဟယ်လန်ဟာသူ့သားနဲ့မတန်ဘူးလို့ပြောပြီးသူမရှိမှတင်စော်ကားပြောကလမ်းခွဲဖို့တောင်တောင်းဆိုခဲ့ဘူးပါတယ်အရင်ကဟယ်လန်အလုပ်အင်တာဗျူးသွားတော့ကလည်းယိုဘင်ရဲ့အမကသူ့ဆက်အသွယ်တွေကိုအသုံးချပြီးဟယ်လန်ရမယ့်ယာရူးကိုယူပစ်ခဲ့တာပါဒါပေမဲ့ယိုဘင်ကတော့ဟယ်လန်အားမထုတ်လို့ပဲထင်ခဲ့တာပေါ့ဒါကြောင့်သူကဟယ်လန်ကိုသူ့မိသားစုကုမ္ပဏီမှာလာကူညီဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မိခင်ကဟယ်လန်အတွက်အခြေအနေကိုပိုပြီးခက်ခဲအောင်ဖန်တီးခဲ့ပါတယ်ဟယ်လန်ဖြော်တဲ့လက်ဖက်ရည်မကောင်းဘူးလို့ပြောပြီးစစ်နှစ်ခွက်တောင်မတောက်ပဲပြန်ဖြော်ခိုင်းခဲ့တာပါသူ့သမီးအခုလိုစော်ကားခံနေရတာကိုမြင်တော့ဖခင်ဖြစ်သူဟာအလောက်ကနေချက်ချင်းထွက်ပြီးသူ့မောက်ကိုအိမ်ခေါ်ပြန်ခဲ့ပါတယ်ယိုဘင်ရဲ့မိခင်ကတော့ဒေါသကြီးနဲ့ဟယ်လန်တို့မိသားစုတစ်ခုလုံးယိုဘင်ကိုအသုံးချပြီးမြင့်တက်လာတယ်လို့ဆွဆွဲခဲ့ပါတော့တယ်သူမကသူတို့အားလုံးမာနတက်နေကြပြီလို့လည်းပြောခဲ့ပါသေးတယ်ဒါပေမဲ့ယိုဘင်ကတော့သူ့မိခင်ကြောင့်ဟယ်လန်နဲ့လမ်းခွဲခဲ့ရတာကိုဒေါသထွက်နေခဲ့ပါတယ်လမ်းခွဲပြီးတဲ့နောက်မှာယိုဘင်ဟာအစားအသောက်ပြတ်ပြီးအိမ်မပျော်ဖြစ်ခဲ့ရတာပါဟယ်လန်အလုပ်ပြုတ်သွားတာဟာယိုဘင်အမကဖခင်ရဲ့ဩဇာအာဏာကိုအသုံးချပြီးလုပ်ခဲ့တာဖြစ်ကြောင်းယိုဘင်မတော်တဆကြားသိခဲ့ရပါတယ်။ဒါနဲ့တူလည်းသူ့ဖခင်စီတန်းသွားပြီးဟယ်လန်ရဲ့အလုပ်ကိုသူ့အမဖျက်ဆီးခဲ့တာကြောင့်တိုင်တော့ခဲ့ပါတော့တယ်။အဲ့ဒီနေ့မှာပဲယိုဘင်ဟာဟယ်လန်ကိုပြန်တွေ့ခဲ့ပြီးသူမလမ်းမရောက်နေပြီလို့ပြောကခေါ်သွားဖို့ကြိုးစားခဲ့ပါတယ်။ကေဗင်လည်းဒီမခံနိုင်တော့ပဲယိုဘင်ကိုရေပန်းထဲကိုတွန်းချပစ်လိုက်ပါတော့တယ်။ဒေါသကြီးနဲ့ယိုဘင်လည်းပြန်တိုက်ဖို့ပြင်လိုက်ပေမဲ့ဟယ်လန်ကသူ့ကိုတင်းတင်းမာမာတားမိခဲ့ပါတယ်။အဲ့ဒီအချိန်မှာယိုဘင်ရဲ့မိခင်ရုတ်တရက်ရောက်လာပြီးသူတို့နှစ်ဦးကိုပြန်ပေးဆက်စေရမယ်လို့ချိန်ဆခဲ့ပါတယ်။ဒါနဲ့ဟိုတယ်မန်နေဂျာကိုခေါ်ပြီးလုံခြုံရေးကင်မရာမှတ်တမ်းတွေထုတ်ယူဖို့အမိန့်ပေးခဲ့ပါတယ်။ကေဗင်ကိုရန်ပြုမှုနဲ့တရားစွဲမယ်လို့လည်းသူမကပြောခဲ့တာပါ။ဒါပေမဲ့မန်နေဂျာကတော့ကေဗင်ဟာမြို့တော်ဝန်ရဲ့အဖိုးတန်သားဖြစ်ကြောင်းချက်ချင်းမှတ်မိသွားတဲ့အတွက်လုံခြုံရေးကင်မရာတွေအားလုံးပြတ်နေတယ်လို့လိန်ပြောခဲ့ပါတယ်။ယိုဘင်ရဲ့မိခင်ကတော့အဲ့ဒီအကြောင်းပြချက်ကိုလုံးဝလက်မခံခဲ့ပါဘူး။မှတ်တမ်းတွေကိုဘာပဲဖြစ်ဖြစ်ပြတ်ခိုင်းခဲ့တာပေါ့။ဒါပေမဲ့မန်နေဂျာရဲ့လက်ချက်ပြမှုတစ်ခုတည်းနဲ့ပဲလုံခြုံရေးတွေကယိုဘင်နဲ့သူ့မိခင်ကိုအပြင်ကိုပို့ဆောင်လိုက်ကြပါတော့တယ်။နောက်နေ့မှာတော့ဟယ်လန်ကသူ့မိအတွက်လက်ဆောင်ဝယ်ဖို့လက်ဝတ်ရတနာဆိုင်ကိုတွားခဲ့ပါတယ်။ဒါပေမဲ့ယိုဘင်ရဲ့မိခင်ကသူ့မောက်ကိုအိမ်ကိုခေါ်ခဲ့တာပေါ့။အမှန်တကယ်တော့ဟယ်လန်ရဲ့မိခင်ဟာအဲ့ဒီအိမ်မှာအိမ်ကူဖြစ်အလုပ်လုပ်နေတော့ဖြစ်နေတာကိုသူမိခင်အလုံးမပြုတ်အောင်ဟယ်လန်လည်းမချစ်မရဲနဲ့တောင်းပန်ဖို့တွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့မိခင်ရုတ်တရက်ပေါ်လာပြီးယိုဘင်ရဲ့မိခင်ကိုမျက်နှာကိုရိုက်ပစ်လိုက်ပြီးငါသမီးကိုထပ်ပြီးအနိုင်ကျင့်ဖို့မကြိုးစားနဲ့လို့ပြောခဲ့ပါတယ်။ပြီးတော့သူမရဲ့ဝတ်စုံကိုဆွဲဖြစ်ပစ်ကအဲ့ဒီမှာဘယ်တော့မှအလုံးမလုပ်တော့ဘူးလို့ကြေညာခဲ့ပါတယ်။ဒေါသတကြီးနဲ့သမီးကိုကာကွယ်ပေးရင်ဟယ်လန်ကိုဆွဲခေါ်ထွက်သွားပါတယ်။အဲ့လိုမျိုးအဆက်ခွဲခံရတာကိုဘာလို့ပြန်မတက်ရတာလဲဆိုပြီးသူမကိုစူပူချင်းမောင်းခဲ့ပါတော့တယ်။ဟယ်လန်ကတောင်းပန်စကားတွေတုံတုံရင်ပြောပြီးခုနကမှဝယ်ထားတဲ့ရွှေလက်ကောက်ကိုထုတ်ပြလိုက်တဲ့အခါသူမရဲ့မိခင်နောက်ဆုံးတော့ပြုံးလိုက်ပါတော့တယ်။အိမ်ပြန်ရောက်တော့ခြေထောက်စိန်နေတဲ့ဖခင်ကဟယ်လန်မနဲ့ပြန်ကေဗင်ကိုညစာစားဖို့ခေါ်လာခဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာဟယ်လန်မှာချစ်သူရှိနေပြီဆိုတာမိခင်သိလိုက်ရတာပေါ့။သူမကကေဗင်ကဘလို့မိသားစုမျိုးကလေးလို့ချက်ချင်းမေးလိုက်ပါတယ်။ကေဗင်ကမြို့တော်ဝန်ရဲ့သားဖြစ်ကြောင်းဟယ်လန်ပြောပြလိုက်တဲ့အခါသူမိဘတွေဟာဟယ်လန်သူ့နဲ့မတန်ဘူးလို့ချက်ချင်းခံစားလိုက်ရပါတယ်။နောက်နေ့မနက်မှာသူတို့ဟာအကောင်းဆုံးဝတ်စားတွေဝတ်ဆင်ပြီးအစင်းမြင့်ဟိုတယ်မှာအစည်းအဝေးသွားခဲ့ကြပါတယ်။မြို့တော်ဝန်ကဘာစကားမှမပြောဘဲရုတ်တရက်ချက်လိုက်တဲ့အခါအထက်တန်းကျပြီးလေးနဲ့တဲ့ပုံပေါ်နေပါတယ်။ဟယ်လန်ကိုပယ်ချတော့မယ်လို့ထင်ပြီးလူတိုင်းစိတ်လှုပ်ရှားသွားကြတာပေါ့။ဒါပေမဲ့နောက်တစ်စက္ကန့်မှာမြို့တော်ဝန်ကကိုကိုညွတ်ပြီးလက်ဆောင်တွေကိုကောက်ယူကဟယ်လန်ရဲ့မိဘတွေကိုသူ့ကိုယ်တိုင်ပေးအပ်လိုက်ပါတယ်။စားပွဲဝိုင်းကလူတိုင်းနောက်ဆုံးတော့စိတ်အေးသွားကြပါတယ်။စားပွဲပေါ်မှာလည်းဟယ်လန်ချိုင်းနှစ်သက်တဲ့ဟင်းပွဲတွေအပြည့်အစုံနဲ့ပြည့်နေပါတယ်။ကေဗင်ရဲ့မိခင်ကလည်းဟယ်လန်ကိုအလွန်သဘောကျနှစ်သက်နေခဲ့ပါတယ်။
ဒီတော်အတွင်းမှာပဲယိုဘင်ဟာအပြင်ဘက်ကနေမတော်တဆလမ်းလျှောက်လာခဲ့ပါတယ်။မိသားစုနှစ်ခုလုံးပျော်ပျော်ရွှင်ရွှင်ညဆာစားနေတာကိုသူမြင်လိုက်ရတဲ့အခါဒေါသကြီးနဲ့လက်သီးကိုဆုပ်လိုက်ပေမဲ့ဟယ်လန်ရှေ့ကိုပြန်ပေါ်လာဖို့သူ့မှာတတိမရှိတော့ပါဘူး။